နပိုလီယန်ဟေးရဲ့ Think and Grow Rich ကိုလက်တွေ့အသုံးချနိုင်မဲ့လမ်းညွှန်အစစ်ကြီးလိုက်ကြအောင်နော် နပိုလီဟီယိုကပြောတဲ့ချမ်းသာကြွယ်ဝမှုဆိုတာရုပ်တရက်ကြီးရောက်လာတဲ့အဲ့ဒီလိုဖြစ်လာအောင်လုပ်ပေးတဲ့တော့ချက်ကဘာဖြစ်မလဲ အဓိကကတော့စိတ်နဲ့စိတ်ထားကနေအစပြုတာပါပဲအောင်မြင်မှုဆိုတာစူးစမ်းရုံနဲ့မရပါဘူးအတွေးအကိုအရင်ဆုံးထိန်းချုပ်နိုင်ဖို့လိုတယ် ကဲအပိုင်းတဲ့စိတ်ကိုပြင်ဆင်ခြင်းမှာရိုးရိုးဆန္ဒကနေပြင်းပြတဲ့ဆွဲလန်းမှုအဖြစ်ပြောင်းလဲဖြစ်ဖို့ပါပဲ လိုချင်လိုက်တာလို့ရေရွတ်နေုံနဲ့ပြင်းပြတဲ့ဆန္ဒရှိတာကအယမ်းกว่าပါတယ်ဆူတောင်းနေုံကရလက်အားနေစေတယ် ဟေဘလန်အဆင့်6ဆင့်ပါတဲ့နီးလန်ကိုပြထားတယ်ပထမ3ဆင့်ကတော့တီးကြပြတာမှုနဲ့ဂရီကိုဝတ်တော့ပါပဲနောက်တစ်ဆင့်ကတော့ကိုယ်စန္ဒကိုတကယ်အစည်းအဝေးအဖြစ်ဖြောင်းပြီး subconscious mind ထဲဆွဲသွားအောင်လုပ်ဖို့ပါပဲ ယုံကြည်မှုနဲ့ကိုအကြံပြုခြင်းလိုအချက်တွေကအောင်မြင်ဖို့အတွက် subconscious mind ကိုပုံထွင်းတဲ့ကိရိယာတွေပါပဲ ဟုတ်ပြီအပိုင်းနှစ်ကိုသွားကြမယ်စိတ်ကအသင်ဖြစ်ပြီဆိုရင်လက်တွေ့လှုံဆောင်ဖို့အစည်းအဝေးလိုလာပါပြီ စင်တာကဘယ်လောက်ပဲပြင်းပြလက်တွေအစီအစဉ်မရှိရင်အလကားပါပဲအဓိကအစီအစဉ်ဆွဲပြီးအကောင့်အထည်ဖို့ပဲအခက်အခဲဆိုတာတော့ကြုံရမှာတေးကြပါတယ်အဲ့ဒါတွေကိုကြော်လွှားနိုင်ဖို့ဇွဲရှိတဲ့အကျင့်ကိုမွေးမြူရပါမယ် ဇွဲကိုမွေးမြူဖို့ဒီအဆင့်၄ဆင့်ရှိပါတယ်ပြင်းပြတဲ့ရွယ်ချက်ခိုင်မာတဲ့အစီအစဉ်နဲ့အားပဲမဲ့မိတ်ဆွေကောင်းတွေလိုတာပေါ့ ကဲအပိုင်း3ဒီမှာကကိုယ့်ရဲ့စွမ်းအားကိုအစာပေါင်းများစွာဘယ်လိုတိုးမြင့်မလဲဆိုတာပြောပြသွားမှာပါ ဟေးကပြောတယ်ကြီးကြီးမားမားအောင်မြင်ဖို့တယောက်တည်းလုပ်လို့မရဘူးတဲ့မာစတာမိုင်းကအဓိကတောက်ချက်ပဲ ဒါကဘက်ထရီတွေအများကြီးပေါင်းထားရင်စွမ်းရင်ပို့ထွက်လို့ပါပဲလူတွေစုပေါင်းလိုက်ရင်တယောက်တည်းအများကြီးပို့ပြီးမြင်မြအောင်မြင်လိုက်တယ် ဟုတ်ပြီနောက်ဆုံးပိုင်းကိုရောက်လာပါပြီဒီအဆင့်တည်းရဲ့အားလုံးကိုကျွမ်းကျင်သွားရင်အမြင့်ဆုံးအဆင့်ကိုရောက်ရှိနိုင်ပါပြီ ဒါကတော့စက်ထမအာယုံလို့ခေါ်တဲ့အစင်မြင့်အလိုလိုတီးစိတ်ပါဒါပေမဲ့တခြားအချက်တွေအလေးအချက်ဖြစ်သွားမှာပဲဒါကိုအသုံးချနိုင်မှာပါ ဒီလိုအဆင့်မြင့်တဲ့စွမ်းရည်ကိုသုံးနိုင်ဖို့အတွက်ရန်သူ၃ယောက်ကိုအရင်ဖယ်ရှားရပါမယ်ဆုံးဖြတ်ချက်မပြတ်သားခြင်းတန်တရားဝင်ခြင်းနဲ့ကြောက်ရွံ့ခြင်းတို့ပါပဲမိုင်းချောင်းချီခီးကိုခြေတလန်းနဲ့စရတဲ့ဆိုသလိုပါပဲဒီနေ့ကစပြီးကတိကဝတ်ပြုမဲ့ကိုယ့်ရဲ့ပြတ်သားတဲ့စန္ဒတစ်ခုကဘာဖြစ်မလဲ